ကဲ3D ချစ်မျိုးတွေမင်္ဂလာပါနော်ကျွန်တော်ဒီရှစ်ဘရိတ်ကြိုက်တဲ့သူတွေအတွက်ကျွန်တော်လည်းမွေးကနန်းထုတ်ခဲ့တဲ့ကနန်းရှိတယ်လို့ဒီချိန်မှာကြာနိုင်တဲ့ကောင်းတဲ့စီကြောလေးတစ်ခုကိုကျွန်တော်ထပ်မံတင်ဆက်ပေးမယ်နော်ဟုတ်ပြီဗျာအချိန်ကြာသွားမှမို့မြန်မြန်လေးလိုက်ကြည့်လိုက်အောင်ပေါ့နော်ခါတိုင်းလိုပဲကျွန်တော်တော့ကလင်နာပုံတူကွက်ရွှေပေါ့နော်ကြာရင်လည်းကနန်းကြာမှာပေါ့နော်လွဲပြီဆိုတော့လဲတကွက်သေးဆိုတော့ကျွန်တော်အမျိုးတွေလိုက်ကြည့်လိုက်ပါနော်3996အဲ3996ကနေအောက်ကို6ကြိမ်ဆင်းလိုက်ပေါ့နော်2 4 6 6ကြိမ်ဆင်းပြီးတော့ဒီဘက်ကို2 4 6 8 10 12 14နှစ်မြောက်မှာ690လို့ကြာတယ်တဲ့နောက်တစ်ခုကအဲ့တိုင်းပဲဒီမှာ3996ကနေ1နှစ်3နှစ်မြောက်ရဲ့အထက်မှာ4နှစ်ခွန်လို့ရှိတယ်အပြီးတော့သူ့ရဲ့အထက်ဆောင်မှာ3 4နှစ်လို့ရှိတယ်ပြီးတော့ဒီမှာတစ်ချိန်ကြာမှာ964လို့ရှိရနော်ဟုတ်ပြီဒီမှာလည်းအဲ့တိုင်းပဲ690ကနေဒီမှာ1 2 3 4နှစ်မြောက်မှာ9နှစ်ဆိုတဲ့ဒီကဏ္ဍလေးရှိတယ်ရှိရလို့ပဲသူ့ရဲ့အပေါ်ဆောင်မှာ43နှစ်ပေါ့နော်43နှစ်ရှိတယ်တပင်ကြာမှာ496ရှိရပေါ့နော်ပြန်ကြည့်လိုက်ပါဗျာဒီကဏ္ဍရှိတယ်ဒီကဏ္ဍလေးပေါ့နော်4နှစ်ခွန်ညာဘက်မှာ3 4နှစ်ပုံတူကွက်ရွှေ့ဆိုတော့ကဏ္ဍတွေကပုံတူရိုက်တာပေါ့နော်ဟိုလိုမျိုးပေါင်းတာတွေဘာတွေနဲ့မဟုတ်ဘူးဗျဒီကောင်လေးတွေကတော့ကြာခဲ့ရင်တော့ဒဲကြပေးတဲ့ကဏ္ဍလေးဆိုတော့ထိုးသင်းတဲ့ကဏ္ဍလေးပေါ့နော်ဟုတ်ပြီ3996 4နှစ်ခွန်3 4နှစ်တပင်ကြာအထက်မှာစောချပေးတာက964ဒီမှာလည်းအဲ့လိုပဲ6902နှစ်ချပြီးတော့ဒီမှာ9နှစ်4အပေါ်ဆောင်မှာ43နှစ်ဒီ43နှစ်မကြခင်မှာတစ်နှစ်ထဲမှာပဲဒီမှာ496ဆိုပြီးတပင်ကြာချပေးခဲ့တယ်ဟုတ်ပြီနော်အဲ့လိုမျိုးပဲဗျဒီမှာ455ဆိုတဲ့ဒီကဏ္ဍလေးကလည်းခုနလိုပဲအောက်ကို6ကြိမ်ဆင်းပြီးဒီဘက်14နှစ်မြောက်မှာ954လို့ချပေးခဲ့ရပါတော့အဲ့လိုပဲဒီ654ဆိုတဲ့ကဏ္ဍလေးကလည်း6ကြိမ်အောက်ဆင်းပြီးတော့ဒီမှာ964လို့ချပေးခဲ့ရနော်ဆိုတော့ကျွန်တော်တို့အခုဒီကြိမ်ပေါ့နော်ဒီကြိမ်ဒီ8ကြိမ်မှာကြာမဲ့ကဏ္ဍကိုရှေ့ကမူနဲ့ဆက်ယူမယ်ဆိုရင်ကျွန်တော်တို့ဒီဘက်ကိုဘယ်ဘက်ကို14နှစ်မြောက်ထိသွားမှာပေါ့နော်အဲ့တော့လိုက်ကြည့်လိုက်ပါနော်2 4 6 8 10 12 14နော်အဲ့14နှစ်မြောက်ကနေအပေါ်ကို6ကြိမ်တက်ကြည့်လိုက်ပါဗျာ1 2 3 4 5 6ဆိုတော့ဒီကဏ္ဍလေးဖြစ်နေရပါတော့ဒီကဏ္ဍလေး684ဆိုတဲ့ဒီကဏ္ဍလေးပေါ့နော်အဲ့ကဏ္ဍလေးကဒီချိန်မှာထိုးမယ်ဆိုလို့ရှိရင်684ပေါ့နော်684ပေါ့နော်ကြိုက်တဲ့သူတွေရှစ်ပရိတ်ကြိုက်တဲ့ဆရာသမားတွေအမျိုးတွေထိုးလို့ရအောင်လို့ကျွန်တော်မူလေးနဲ့တင်ပေးထားပါတော့ short video မှာတော့ကျွန်တော်အဲ့ကဏ္ဍလေးကျွန်တော်ကိုယ်တိုင်လည်းကြိုက်လို့မို့ပေါ့တခြားနည်းနည်းရှုပ်တဲ့ line လေးတော့ရှိသေးတယ်အဲ့ဒါလေးတော့ကျွန်တော်မပြတော့ပါဘူးเนาะအချိန်လည်းကုန်နေမှာပေါ့သူတကယ်လို့ဒီကောင်မကြခင်မှာဒီမှာတစ်ပရိတ်ခံထားလေးတော့ရှိရပါတော့တစ်ပရိတ်ခံနဲ့ဒီမှာတစ်ပရိတ်ခံနဲ့ရှေ့မှာ6ပိတ်ခံနဲ့ပေါ့နော်ဟိုမှာလည်းအဲ့လိုပဲဗျသူကအပေါ်မှာ9နောက်တွဲတစ်ပရိတ်6ပိတ်တော့ခံတယ်အဲ့လိုပဲဒီဘက်မှာလည်းဟို9နောက်တွဲ8 1ချင်းပေါ့ဗျာအဲ့ဒါနဲ့တစ်ပရိတ်ခံနဲ့ဒီမှာ6ပိတ်ဆိုတော့ထိုးမယ်ဆိုထိုးလို့ရတဲ့ထိုးတဲ့ကဏ္ဍလေးပေါ့နော်684ပေါ့ကျွန်တော်ကတော့အဲ့6ထိပ်နဲ့ပိုကြိုက်တာပေါ့နော်ရှစ်ပရိတ်ကြိုက်တဲ့သူတွေအတွက်အဲ့ကဏ္ဍလေးကောင်းပါတယ်တခြားသောတုံညာပရိတ်နဲ့တခြားကဏ္ဍလေးလည်းကျွန်တော်ကြိုးစားပြီးတော့ကြည်နေတော့မှအနီးကပ်လည်းကျွန်တော်ထပ်တင်ပေးပါမယ်နော်ကျမကြီးလည်း queue ဆိုင်ကြပါဗျာစားသားရအဆင်ပြေပါစေ